ခွေတိုလောကတွေကိုဝင်လာပြီးဆိုရင်တညတိုင်းနဲ့ထေးဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးရင်အိမ်မက်တွေနဲ့အတူတစ်ဖက်မှာလည်းကိုပစံတွေကိုချောင်းနေတဲ့လူလိန်တွေအများကြီးရှိတယ်ဆိုတာသတိထားမိကြလားခွေတိုနီးပညာကအရန်တစ်လွင်နေတယ်လို့ငွေလွှဲရတာကလည်းအရန်လွယ်တယ်ပြီးတော့တစ်ခါလွှဲလိုက်ရင်ပြန်လိုက်ဖို့ကလည်းမဖြစ်နိုင်ကြတော့ခက်ခဲပါလေဒါကြောင့်ဒီနေ့ခေတ်မှာခွေတိုနဲ့ပတ်သက်ပြီးဘူးတုဒမရှိရင်ခမားရဲ့ပတ်စံတွေကတစ်စက္ကန့်အတွင်းမှာတင်ပျောက်ကွယ်သွားနိုင်ပါလေမသိလို့မှားတာဆိုတာခရစ်တိုလောကမှာအဖိုးအခရန်ကြီးတဲ့အတွက်အလိမ့်မခံရအောင်ကြိုတင်ကာကွယ်နိုင်မဲ့နည်းလမ်းတွေကိုအခုပဲအတူတူလေ့လာကြည့်လိုက်ရအောင်ဗျာဒီတစ်ခါတော့ကျွန်တော်တို့ခရစ်တိုလောကတွေကလူလိန်ဇလန်တွေအကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်ဒီလောကတွေကိုခြေစုံပြုတ်ဝင်လာပြီဆိုရင်ခမားတို့တတိထားရမှာကကိုပစံကိုမျက်စိတောက်ထောက်ကြည့်နေတဲ့ခရစ်တိုဂျဘိုးတွေအများကြီးရှိတယ်ဆိုတာပဲသူတို့ခင်းထားတဲ့ဇန်ညွန်းတွေကလည်းတစ်ခုနဲ့တစ်ခုမတူပဲအရန်ကိုစမ်းကြယ်တယ်ဗျအစိုးဆုံးနဲ့အဖြစ်အများဆုံးဇလန်ကတော့ rap pool လို့ခေါ်တဲ့ဖြားဆွဲသိမ်းတဲ့ပုံစံပဲဒါကဘယ်လိုလဲဆိုတော့ project တစ်ခုကအလားပါဆုံးပုံစံနဲ့ထွက်လာမယ်တော်ညာတွေပါလဲကဘာကြော်တဲ့သူတွေပါခြင်းပါမယ်ဒီတော့လူတွေကလည်းဒါကတော့တဖေးဖြစ်မဲ့အကွက်ပဲဆိုပြီးဝိုင်းဝဲကြတာပေါ့အဲ့ဒီလုံးနဲ့ငွေတွေအပုံလိုက်ဖြစ်လာပြီးဈေးကလည်းထိတ်ကိုရောက်နေပြီဆိုတဲ့အချိန်ကြမှာ project ပိုင်ရှင်ကခမားတို့ရဲ့ငွေတွေအကုန်လုံးကိုဆွဲထုတ်ပြီး line မော်ကနေပျောက်ချင်းမလားပျောက်သွားတာမျိုးပါခမားလက်ထဲမှာကြံခဲ့မှာကတော့တန်ဖိုးမရှိတဲ့ကွာရအတုလေးတွေပဲဥပမာတစ်ခုပြောပြရရင်2021တုန်းကနာမည်ကြီးခဲ့တဲ့ Squid Game တုတ်တန်းဆိုတာရှိရဗျအဲ့ဒီတုန်းကကဘာတဝမ်းမှာ Squid Game တားကခန်းစားနေတော့လူတွေကလည်းအလို့ရဝယ်ကြတာပေါ့ဈေးကဒေါ်လာ300ကနေဒေါ်လာ2800ကျော်ထိတက်သွားခဲ့တယ်။ဒါပေမဲ့ဈေးကထိတ်ရောက်တဲ့အချိန်မှာပဲဘိုင်ရှင်တွေကပတ်စံကုန်ဆွဲထုတ်ပြီးပြေးသွားတာကြောင့်တစ်စက္ကန့်အတွင်းမှာတင်ဈေးက 0.00 ဒေါ်လာဖြစ်သွားခဲ့ပါတယ်။ဒါကခရစ်တိုသမိုင်းမှာအဆိုးရွားဆုံး rap pool တွေကတစ်ခုပဲဗျ။ဒါအပြင် honey pot ဆိုတာကလည်းရှိသေးတယ်ဗျ။ဒါကပိုးတောင်ရရသေးတယ်။ခမားကိုဝယ်ခွင့်ပဲပေးပြီးပြန်ရောင်းခွင့်မပေးတာမျိုးပေါ့။ကိုမျက်စိရှိမှဈေးတွေကတက်နေတယ်။ပတ်စံနဲ့အမြန်ထွက်နေတာမြင်နေရတယ်။ဒါပေမဲ့ခလုံးနှိပ်ပြီးပြန်ရောင်းထုတ်မယ်ဆိုရင်တော့ဘလို့မှထုတ်လို့မရဘူးဒီခန်းစားချက်မျိုးကစော်ညင်းခံရလာထက်ကိုပို့ပြီးတော့ရင်နာဖို့ကောင်းတယ်ဗျအထူးဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုနောက်ပိုင်းအဖြစ်များနေတာက Telegram နဲ့ Facebook ကနေ crypto ယင်းနှိမ့်မြုံနှံမှုအဖွဲ့ဆိုပြီးလာခေါ်တာမျိုးတွေပါအစပိုင်းမှာတော့ခမားကိုအမျက်လေးတွေနည်းနည်းပေးမယ်ယုံကြည်အောင်လုပ်မယ်ပြီးရင်တော့ VIP အဖွဲ့တွေဝင်ရမယ်အမျက်ပိုရမယ်ဆိုပြီးငွေအများကြီးတွင်းခိုင်းတော့တာပဲနောက်ဆုံးပတ်စံတွေအများကြီးထည့်လိုက်ပြီးဆိုမှအဲ့ဒီ application ကြီးကြောင့်ဝင်မရတော့တာမျိုးအဲ့ဒီလူကအကောင့်ဖြတ်ပြီးသွားတာမျိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာနေတိုင်းလူကြားနေရတဲ့ဖြစ်ရပ်တွေပဲနောက်ထပ်ခစ်စားနေတဲ့နီလန်တစ်ခုကတော့ fishy လို့ခေါ်တဲ့ငါများတာပဲသူတို့ကခမားတို့တုံးနေတဲ့ Binance တို့ Bitget တို့လိုမျိုးအဲ့ chain တွေနဲ့ချွတ်ဆွတ်တူတဲ့ website အတုတွေကိုဖန်တီးထားတာပြီးရင်ခမားအကောင့်လုံခြုံရေးအရဒီ link ကိုနှိပ်ပြီး password ပြောင်းမှာဆိုတဲ့စာသားမျိုးနဲ့လာများတာပေါ့ခမားကသာအမှတ်မထင်ဝင်နှိပ်လိုက်ပြီးကိုယ့်ရဲ့ C phrase တွေ password တွေကိုရိုက်ထည့်လိုက်မိပြီဆိုတာနဲ့ခမားအကောင့်တွေကပတ်စံတွေကတစ်စက္ကန့်အတွင်းမှာတင်ဘိုင်လုပ်ပြီးပျောက်သွားမှာပါဒါကိုတတိထားဖို့ဆိုရင် website address ကိုတေချာကြည့်ထည့်ရမယ်ဗျဥပမာ Binance နေရာမှာနှလုံးဖြစ်နေတာတွေက100% လူလိမ် website တွေပါသူတို့ကပုံစံချင်းတူအောင်လုပ်ထားပေမဲ့နာမည်မှာစလုံးပေါင်းတစ်ခုလောက်အမြဲမှားနေတတ်ပါတယ်နောက်ပြီး social media မှာ account တွေနဲ့ Elon Musk က 1BNB ပို့ရင် 2BNB ပြန်ပေးနေတယ်ဆိုတော့ giveaway အတုတွေကလည်းနေရာအနှံ့မှာပဲလူတွေရဲ့လကားရတဲ့စိတ်ကိုအသုံးချပြီးလိမ်ကြတာပါပို့ပြီးတော့ဘာနဲ့တဲ့နီလန်က pit pachawi လို့ခေါ်တဲ့ဝတ်တက်တလို့လိမ်တဲ့နီးပြဒါကတော့ခမားစီကို social media ကနေမတော်တဆလူလိုနဲ့လာခင်မဲ့ပြီးရင်ညီအကိုတွေမောင်နှမတွေလို့ယုံကြည်အောင်လုပ်မယ်နောက်ဆုံးကြမှာငါမျိုးကတော့ဒီ crypto ထဲမှာယင်းနှိမ့်မြုံနှံလို့တထေးဖြစ်နေပြီမင်းလည်းစမ်းကြည့်ပါလားဆိုပြီးလိမ်မမသိအောင်လိမ်သွားတာပါနောက်ဆုံးတစ်ခုကတော့ Pan and Dan မှာဒါကတော့ဖွဲ့စည်းလိုက်လူစုပြီးတန်ဖိုးမရှိတဲ့ coin တစ်ခုကိုဝိုင်းဝယ်ကြတယ်ညီမျိုးမျိုးနဲ့ဈေးတက်လာအောင်လုပ်တယ်အပြင်ကလူတွေကဈေးတက်နေပြီဟာဆိုပြီးဝိုင်းဝယ်တဲ့အချိန်ကျကြိုဝယ်ထားတဲ့လူလိမ်တွေရဲ့ဝယ်ဈေးထက်အများကြီးပိုတက်သွားမယ်ဒီလိုအချိန်ရောက်မှအဲ့ဒီအဖွဲ့ကအကုန်ထုတ်ရောင်းပြီးထွက်ပြေးသွားတာမျိုးပေါ့ခရစ်တိုလောကမှာဒီလိုမျိုးဇန်ညွမျိုးစုံနဲ့လိန်နေကြတာဖြစ်လို့ဘသူကမှမျက်စိမိတ်မယုံကြဖို့နဲ့လူလိန်တွေရဲ့ဇက်ကွက်တွေထဲမှာပါမသွားမိဖို့အထူးသတိထားသင့်ပါလေခရစ်တိုလောကထဲမှာ9%ကိုပန်းပြပြီးလာများနေတဲ့လူလိန်တွေကိုကြည့်လိုက်တာနဲ့သိနိုင်မဲ့အချက်ပြခေါင်းလောင်းတွေအကြောင်းဆက်ပြောပြပါမယ်ဒါတွေကတော့ reflex လို့ခေါ်တဲ့အန်ဒီရဲ့အချက်ပြလက္ခဏာတွေပဲဒီအချက်တွေကိုမြင်လိုက်တာနဲ့ခမားတို့ရဲ့အုံနောက်ထဲမှာမီနီပြပြီးပြေးတော့လို့တတိပေးရမယ့်အချက်တွေပေါ့ပထမဆုံးနဲ့အတိအသာဆုံးအချက်ကတော့နတ်တုံတာကျွေးမဲ့ဂရိတွေပေးတာပါဒီနေ့ကို10%အမျက်တေချာပေါက်ရမယ်လို့တပတ်အတွင်းအရင်ကျေပြီးနှစ်ဆတုံးမယ်လို့ဆိုတာမျိုးပေါ့ခမားတို့ကိုကျွန်တော်အမှန်တိုင်းပြောပြမယ်ခွေတုံးမှဘလောက်ပဲမိပညာကောင်းကောင်းဘလောက်ပဲဈေးခွက်ကောင်းကောင်းအမျက်တေချာပေါက်ရမယ်လို့ဘယ်သူမှအာမမခံနိုင်ပါဘူးအဲ့ဒီလိုမျိုးလုံးဝအရှုံးမရှိဘူးအမျက်ကတော့အကြီးကျယ်ရမယ်လို့ပြောလာပြီဆိုရင်ဒါကခမရကိုကြောက်ထဲတွန်းချဖို့ပြင်နေတာလို့သာမှတ်လိုက်ပါတော့အလုံးမင်းကောင်းလွန်းနေတဲ့ဂရီတွေကလက်တွေ့မှာအလိမ်ညာဖြစ်ဖို့69%သိကြပါတယ်တစ်ချိန်တုန်းကတူမကလည်းဒီလိုယုံကြည်စရာကောင်းတဲ့ဂရီတွေကိုပေးခဲ့ဖို့တယ်မလားအညာချင်းစမ်းပါနဲ့ဗျာ
နောက်ထပ်တွေ့ရတာများတဲ့ reflect ကတော့ခမားကိုလော်တကြီးဆုံးဖြတ်ချက်ချခိုင်းတာပဲခုပဲဝယ်လိုက်တော့ဒီညနေဆိုရင်ဈေးတက်တော့မှခမားလက်မတင်လေးလွတ်သွားလိမ့်မယ်ဆိုတဲ့ပုံမှုစိတ်သက်ကိုတုံးချတာမျိုးပါသူတို့ကခမားကိုအချိန်ပေးပြီးမစင်စားခိုင်းဘူးကိုယ်တိုင်လေးလာကိုအချိန်မပေးဘူးအဲ့ဒီလိုဇိုတင်တွန်းအားပေးနေပြီဆိုရင်အဲ့ဒီနောက်ွယ်မှာတစ်ခုခုလွဲနေပြီဆိုတာတိတာလုံးပါလေတကယ်ကောင်းတဲ့ project ဆိုတာခမားကိုအချိန်ပေးပြီးလေးလာခိုင်းရတယ်လူလိန်တွေကသာခမားကိုစဉ်းစားချိန်တော့မပေးပဲအမြန်ဆုံးငွေယူပြေးချင်ကြတာပါပြီးတော့အရေးကြီးဆုံးနဲ့အသေးအတန်တတိထားရမှာကခမားရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကိုတောင်းတာပဲခမားအကောင့်ကို update လုပ်ပေးဖို့ secret ဒါမှမဟုတ် private ဒီလေခဏပေးပါဆိုတဲ့စကားမျိုးပါမှတ်ထားပါဒါကခမရအိမ်ရဲ့အိမ်တော့ကိုသစိမ်းတယောက်ကိုပေးလိုက်တယ်လို့ပါပဲဘလို့ပဲနာမည်ကြီးတဲ့အိမ်ချင်းဖြစ်ပါစေဘလောက်ပဲအစစ်မြင့်တဲ့ supportive ဖြစ်ပါစေခမရရဲ့လျှို့ဝှက်နံပါတ်12လုံးကိုဘယ်တော့မှမတောင်းပါဘူးတောင်းပြီဆိုတာနဲ့ဒါကလိန်ကို100ရာခိုင်နှုန်းတည်ကြသွားပါပြီအဲ့ဒီအချိန်မှာခမရလောက်ရမှာကဘာမှပြန်မပြောပဲအဲ့ဒီလူကိုဘလော့လိုက်ဖို့ပါပဲနောက်ဆုံးတစ်ခုကတော့နောက်ွယ်ကလူတွေကဘယ်သူမှမသိရတာပဲ project တစ်ခုကိုလုံးနေတဲ့သူတွေကမျက်နှာလည်းမပြဘူးနာမည်ရဲလည်းမဖော်ပြဘူးသူတို့ရဲ့ရာဇဝင်ကိုလည်းရှာမရဘူးဆိုရင်ဒါကအရန်ကိုတန်တရားဖြစ်စရာကောင်းပါလေ anonymous တင်လို့ခေါ်တဲ့အမည်မဖော်ပြတဲ့အဖွဲ့တွေကလုပ်တဲ့ project တွေဟာလိန်ညာဖြစ်နိုင်ခြင်းရမ်းများပါလေဘာလို့လဲဆိုတော့သူတို့လိန်ပြီးပြေးသွားတဲ့အခါခမရအနေနဲ့ဘယ်ကိုသွားတိုင်ရမှန်းဘသူနောက်ကိုလိုက်ရမှန်းမသိနိုင်တော့လို့ပဲဒီလို reflect တွေကိုမြင်တာနဲ့ခမရတို့ရဲ့ပတ်ဆက်အိတ်ကိုတင်းတင်းစေ့ထားပြီးအဲ့ဒီနေရာကနေအမြန်ဆုံးဝေးရှောင်ကြဖို့လိုပါလေခရစ်တိုလောကထဲမှာကိုပစံကိုသူများလက်ထက်အလွဲတကူမထဲမိစေဖို့ခမရကိုယ်တိုင်စုံတော့တယောက်လိုဝင်စစ်ဆေးလို့ရမယ်နီလန်းတွေကိုထပ်ပြောပြပါမယ်ဒီချက်တွေကိုတေချာစစ်ဆေးတတ်ပြီဆိုရင်ခမရကတာမန်ဘေကင်နာတယောက်မဟုတ်တော့ဘူးလူလိန်တွေကြားရတဲ့ဘေကင်နာ promise ဖြစ်သွားပါပြီပထမဆုံးအနေနဲ့အဲ့ဒီ project ရဲ့ဇန်ညွန်းလို့ခေါ်တဲ့ white paper ကိုအရင်ဖတ်ကြည့်ပါ white paper ဆိုတာသူတို့ဘာလုပ်မှလဲဘလို့နီးပညာသုံးမှလဲဆိုတာကိုရေးထားတဲ့စာတမ်းပေါ့ဒါပေမဲ့တတိထားရမှာကလူလိန်တွေကလည်းစာစီစာကုန်းရေးတာအရင်တော်တယ်ဗျဒါကြောင့်ဖတ်ကြည့်တဲ့အခါမှာသူတို့ပြောတာတွေကတကယ်ဖြစ်နိုင်ရဲ့လားဒါမှမဟုတ်ကောင်းကင်ကကျဲပြီးကိုခုပေးမယ်လို့ပဲပြောနေတာလားဆိုတာကိုညံနဲ့ရှင်ပြီးတောင်းတရပါမယ်တကယ် project အစ်ဆိုတာခမားကိုနီးပညာပိုင်းဆိုင်ရာရှင်းပြချက်တွေနဲ့ရုပ်တိရှိရှိဆွဲဆောင်ပါလိမ့်မယ်ဒါတင်မကသေးဘူးအာမခံချက်ရှိမရှိဆိုတာကိုလည်းကြည့်ရသေးတယ်ဗျခမားတို့စာတစ်တို့ဘာလို့ကြားဘူးလားဒါတွေက crypto level ကလုံခြုံရေးစစ်ဆေးတဲ့ company တွေပါအဲ့ဒီလိုနာမည်ကြီး company တွေစီကနေ audit report လို့ခေါ်တဲ့စစ်ဆေးပြီးကြောင်းလက်မှတ်ရထားလားဆိုတာကိုရှာကြည့်ပါဒါကအင်တလုံးပေါ် engineer ကခိုင်ခန့်ပါတယ်လို့ထောက်ခံချက်ပေးထားသလိုမျိုးပဲအဲ့ဒီလို audit report လည်းမရှိဘူးဘသူကမှလည်းအာမမခံထားဘူးဆိုရင်တော့ခမားရဲ့ငွေတွေကိုအဲ့ဒီ project တွေထည့်ဖို့ကအရင်အတ္တရဲ့ကြီးပါလေနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကွက်ကတော့လူမှုကွန်ရက်ပေါ်မှာစုံစမ်းတာပဲ Twitter တို့ Telegram တို့တွေကိုဝင်ကြည့်လိုက်ပါဒါပေမဲ့ follower အရေးအတွက်ကိုပဲကြည့်ပြီးမယုံလိုက်ပါနဲ့ဟုတ်လူတွေက follower တွေကိုပတ်စံနဲ့ဝယ်ထားတတ်ကြပါလေအဓိကကြည့်ရမှာက community တွေကလူတွေတကယ်ပဲဆွေးနွေးနေကြတာလားမိကုန်းနေမင်းနေကြတာလားဆိုတာပါတကယ်လို့ Telegram group ထဲမှာလူတွေက great project တို့မွန်းတို့ပဲအော်နေပြီးဘာနည်းပညာပိုင်းမှမပြောကြဘူးဆိုရင်ဒါကဘော်ရီနဲ့လူအကြီးဖြစ်အောင်ဟန်ပြထားတာဖြစ်ဖို့များပါလေနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့မျက်မြင်သက်သေကိုအတည်ပြုလာပါပဲ coin ဖြစ်ကိုဒါမှမဟုတ် coin market ကလိုမျိုးကဘာကအတိမတ်ပြုထားတဲ့ website တွေမှာအဲ့ဒီ coin ဒါမှမဟုတ် token ကတကယ်ပဲစရင်ပေါက်နေပြီလားဆိုတာကိုတေချာရှာကြည့်ပါပြီးတော့အဲ့ဒီ website တွေမှာဖော်ပြထားတဲ့ contract address အစစ်ကိုပဲယူသုံးပါလူတွေတွေက Telegram မှာပို့ပေးတဲ့ address တွေ link တွေကိုဇွတ်မနှိပ်ပါနဲ့ကိုယ်တိုင်လက်တွေ့ဆင်ပြီးအချက်လက်တွေကိုစာအစုံတိုက်စစ်ဆေးတာကမှခမားရဲ့ပတ်စံကိုအလုံးစုံဆုံးဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုလုံခြုံအောင်ကာကွယ်တာကစစ်ပွဲတစ်ခုမှာခံစစ်တတိုင်းအခိုင်အမာတိစောက်တာနဲ့အတူတူပဲခရစ်တိုလောကမှာ9%ကိုတာဝန်ယူမယ်ဆိုတဲ့စီမင်းရှိပါတယ်အဲ့ဒါကြောင့်ခမားရဲ့ခံစစ်ကအပေါက်ပြဲရှိနေလို့မဖြစ်ဘူးဗျအဲ့ဒီတော့လက်တွေ့မှာခမားကိုလှုပ်ဆောင်ရမယ့်တမန်တိခံစစ်တိစောက်မှုတွေကိုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ခမားမှာပတ်စံအများကြီးရှိလာပြီးဒါမှမဟုတ်ရေရှည်စုဆောင်းတော့မယ်ဆိုရင် hardware wallet ဒါမှမဟုတ်ကို wallet တခုကိုမဖြစ်မနေဝယ်သုံးတင်ပါလေhardware wallet ဆိုတာဘာတွေလဲလို့မေးရင်တော့နာမည်ကြီးတဲ့လေချာဒါမှမဟုတ် tracer လိုမျိုးပစ္စည်းလေးတွေကိုပြောတာပါဒါကဘယ်လိုလဲဆိုတော့ခမားရဲ့ပတ်စံတွေကိုအင်တာနက်နဲ့အမြဲချိတ်ဆက်မထားတဲ့ USB stick လိုမျိုးစက်ပစ္စည်းလေးတွေမှာတင်ထားတာမျိုးပါအင်တာနက်နဲ့မချိတ်ထားတာကြောင့်ပဲ hacker တွေဘလောက်ပဲတော့ခမားစီကနေခိုးဖို့ဆိုတာမဖြစ်နိုင်တော့ခက်ခဲတော့ပါလေကိုယ့်ရဲ့ချွေးတဲ့စာတွေကိုအဲ့ရထဲမှာအေးစစ်စစ်အိတ်စေခြင်းနဲ့ဆိုရင်တော့ဒါကအကောင်းဆုံးယဉ်နှမြုံနှံမှုပဲဖြစ်ပါလေဒုတိယအချက်ကတော့ကျွန်တော်တို့နေတိုင်းသုံးနေတဲ့ exchange တွေ wallet တွေမှာ 2FA လို့ခေါ်တဲ့အစစ်နှစ်စင်ကန်လုံခြုံရေးကိုအမြဲတမ်းဖွင့်ထားဖို့ပါဒါပေမဲ့တတိထားရမှာကဖုန်းစင်ကန်နဲ့လုံခြုံရေးယူတာထက်Google Authenticator လိုမျိုး application တွေကိုသုံးတာကပိုပြီးစိတ်ချရပါတယ်။ဘာလို့လဲဆိုတော့လူလိန်တွေကခမားရဲ့စင်ကတ်ကိုအတူလုပ်ပြီးပတ်စံခိုးတဲ့နီလန်းတွေရှိနေလို့ပါ။ဒီ 2FA တာရှိနေရင် hacker ကခမားရဲ့ password ကိုတိသွားရင်တောင်မှခမားဖုန်းထဲကကနန်း6လုံးကုန်မရှိရင်ဘာမှလုပ်လို့မရတော့ပါဘူး။နောက်ပြီးခမားတို့ online ပေါ်မှာရှောက်ကြည့်တဲ့အခါမတိတဲ့သူစီကလာတဲ့ link တွေကိုလုံးဝမနှိပ်ဖို့အထူးသတိပေးခြင်းပါလေ။
အထူးသဖြင့် Telegram တို့ Discord တို့မှာခင်ဗျားအတွက်အလကား crypto တွေရောက်နေပြီဒီ link ကိုနှိပ်ပြီးယူလိုက်ပါဆိုတဲ့စာမျိုးတွေပေါ့အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့ခင်ဗျားရဲ့ wallet ထဲကပတ်စံတွေကိုသူတို့ကလမ်းနိုင်ဖို့ခွင့်ပြုချက်ပေးလိုက်လို့ဖြစ်သွားတတ်ပါလေမှတ်ထားပါလောကမှာဘယ်အရာမှအလကားမရပါဘူးအလကားရမယ်ဆိုတဲ့အရာတွေနောက်မှာအမြဲတမ်းထောင်ချောက်တွေရှိနေတတ်ပါလေနောက်ဆုံးအနေနဲ့လက်တွေ့ကြတဲ့နီလန်ကောင်းတစ်ခုကတော့ခွဲပြီးတင်ဆဲတာပဲဖြစ်ပါလေကိုမှရှိတဲ့ပတ်စံအကုန်လုံးကို wallet တစ်ခုထဲမှာပဲပုံဝန်းမထားပါနဲ့အတုံးဆောင်အတွက်တစ်ခုရေရှည်စုဖို့အတွက်တစ်ခုစသဖြင့်ခွဲထားပါပြီးတော့ project အသစ်တွေကိုစမ်းသပ်ချင်ရင်တောင်မှကိုယ့်အတွက်ဆုံးရှုံးသွားရင်ဘာမှမဖြစ်တဲ့ပမာဏအနှဲငယ်နဲ့ပဲရင်ဆန်းပါအဲ့ဒီလိုမျိုးတတိကြီးကြီးနဲ့စနစ်တကျကားကွယ်ထားမယ်ဆိုရင်တော့ဘလို့လူလိမ်မျိုးဘလို့ခတ်ကာမျိုးလာခမားရဲ့ပတ်စံတွေကိုလာထီးရဲမှာမဟုတ်တော့ဘူးဗျဒီနေ့ကျွန်တော်တို့ပြောပြခဲ့တဲ့လူလိမ်တွေရဲ့ဇာညွှန်းတွေအချက်ပေးခေါင်းလောင်းတွေနဲ့ကိုစုံတောင်းလုပ်ပြီးစစ်ဆေးနည်းတွေကခမားတို့အတွက်အကာအကွယ်ကောင်းတွေဖြစ်မယ်လို့ယုံကြည်ပါလေခရစ်တိုလောကဆိုတာခွင့်ရဲတွေရမ်းများတယ်လို့တစ်ဖက်မှာလည်းထောင်ချောက်တွေကခြေလန်းတိုင်းမှာရှိနေတာပါဒါကြောင့်ဒီလောကထဲမှာအသက်ရှင်သန်မှုအတွက်ခမားရဲ့အဆောင်လက်ဖွဲ့ကDo you are on reset ဆိုတဲ့စကားပဲဖြစ်ရပါမယ်။ Do you are on reset ဆိုတာကဘသူကဘလောက်ပဲနတ်တုတ်တာကျွေးမဲ့ဂရိတွေပြပြဘသူကဘလောက်ပဲချမ်းသာသွားပြီလို့ကြွားကြလူတိုင်းတေချာလေးလာပြီးမှသာကိုယ့်ပတ်စံကိုထုတ်တော့မှာအမြဲတမ်းနှလုံးသွင်းထားရမှာကအလုံးမင်းကောင်းလို့နေတဲ့ဂရိတွေနောက်မှာအလိမ်ညာတွေရှိနေတတ်တယ်ဆိုတာပါပဲ။လောဘကရှေ့မှာရောက်သွားရင်အမားကနောက်ကပါလာတတ်ပါတယ်။ဒါကြောင့်ခမည်းတော်ရဲ့ချွေးနှဲစာတွေကိုသူများလက်ထဲအလွယ်တကူမထည့်လိုက်ပါနဲ့။တတိရှိနဲ့အသိပညာရှိယဉ်နှမြုံနှံမယ်ဆိုရင်ခရစ်တိုကခမည်းတော်ရဲ့ဘဝကိုတကယ်ပဲပြောင်းလဲပေးနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။နောက်ပြီးကိုက trading စလိလာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ crypto chain channel ရဲ့ referral code CCMM1 နဲ့ဘေးကကောင်ဖွင့်ပြီးစလိလာတဲ့မှာတယ်။ဘာလို့အသုံးပြုတင်လဲဆိုရင် trading လုပ်တိုင်းတသက်တာ trading fee discount 20%နဲ့ကျွန်တော်တို့ crypto chain ဘက်ကနေလုပ်ပေးမဲ့ campaign တွေကလည်းလက်ဆောင်တွေရယူနိုင်လို့ပါဘေးကကောင်ဖွင့်ဒီကိုတော့ဒီဗီဒီယိုမှာတွားကြည့်လို့ရပါတယ်ဗီဒီယို link ကိုတော့ဒီဗီဒီယိုရဲ့ description မှာချပေးထားပါတယ်ကျွန်တော်တို့ Telegram channel မှာဆိုရင် crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်လာစင်သားတိုင်း giveaway တွေနဲ့ campaign တွေကိုလည်းပြုလုပ်ပေးနေတာဖြစ်လို့ကျွန်တော်တို့ Telegram channel ကိုလည်းလာရောက်ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဗျအခုဆိုရင်လည်းမြန်မာငွေ6000နီးပါးအလကားရမယ့် campaign တစ်ခုကိုလည်းကျင်းပနေတာဖြစ်လို့တခါလေးဝင် join ခဲ့ပြီဖို့တောင်းဆိုခြင်းပါတယ် crypto ချောင်းနားလေးကိုသာတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ crypto chain channel ကိုလည်း follow and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်